မမြောင်ကျောင်းဒီနေ့ပြီးတော့ granny ဆော့မှာမလို့ granny ကိုတစ်ပြီးတော့ကျွန်တော်ဒီညကနေ ask လို့အောင်မလို့အဲ့တော့ဘယ်လိုမျိုးတစ်အောင်လုပ်မလဲဆိုတော့ကျွန်တော်ဟမ်မှုနဲ့ရင်သွားမယ်ပြီးတော့ဒီဟာကိုအိုက်ပဲထားရမယ်ကိစ္စ okay granny အိမ်နဲ့ထွက်ပြီးတော့တစ်အောင်လုပ်ပြီးဆိုတော့ကျွန်တော် short မှာလဲဗီဒီယိုပုတ်တင်မှုပဲဗျာအဲ့ဒါကိုလည်းကြည့်ဘူးကြမယ်တင်မယ်ခေအခုက day 1စပြီပါ day 1စပါပြီ granny game နဲ့ထုံးစံနိုင်အဲ့ရနေမူလား granny game ညောင်းသူတပည့်စော်ဘူးပါပဲရှိရင်စော်ဘူးရဲ့လူဆိုလို့ရှိဘူးဟုတ်အချာအေးတူလာမယ်နဲ့တူပဲဝင်ပုံလိုက်ကြမယ်ပြတရားလုံးလေးဟမ်မှုနဲ့သွားမယ်အရင်တက normal မှုနဲ့တော့မရအောင်လောက်အတန်ပြီးနေဖွာတော့မလားလောက်စောက်ကြည့်ရဟေးခုင်းရဘလို့ကြီးပြန်ပို့လားရတဲ့ကဲလာပါပြီရောအဲ့ရောအဲ့ဒါတော့မဲထောက်ကြတော့ထားတယ်အဲ့ဒါ granny ကသိအောင်လုပ်နေပဲဘာလို့လဲ granny တော့နေဆိုပြီးကြောက်လို့လိုက်လို့ကြည့်မှာတက်သွားလို့ရှိရင်အဲ့အိမ်မှာပစ္စည်းရရှာဒါပေမဲ့အဲ့ light တဲ့အတန်ရအောင်ထွက်နေဒါပေမဲ့မကြောက်ကြပါနဲ့တော့ခံရမှာကျွန်တော်လည်းအတန်ထွက်နေအတန်ကျေလိုက် copyright မိမှာဆိုလို့ကျေတော့ okay ကာကီရှိ okay ဒီမှာလောမကြောက်တော့အာယူကြောက်စရာမလိုတက်သွားပြီတော့ဒီမှာသူ brody အောင်ပြောသူအတန်မျိုးစုံနဲ့ပြီးပြန်ဒါပေမဲ့ bro ပြောတာဟမ်မှုနဲ့ပြီးတော့ဟော height ကြည်လင်းတဲ့ဥစ္စာနဲ့စော့မှတာဖြစ်မှာပေါ့နော်ဟောဒါကားနဲ့ထွက်ပြီးမှာရှော့ကန်ကြီးကရှော့ကန်လို့ okay အဲမှာကဝီရှိokay အဘိုင်ဒီမှာအဲ့ဒါဘယ်လိုဖွင့်ရမလဲတွန်းဖွင့်လို့မရအခြားဘက်ကယူဒါလေးဒီဘောက်သွားချင်ဒီအောက်တွေပါโอเคဒီပုံးကိုရတာပြန်တက်တီးနေပုံးကဲဒါက safe key ကျွန်တော်ရတာဝပန်ကြီးဆုံးဝပန်ကြီးရှင်းမှာအော်ကျွန်တော်ကြည့်ဘူးတမယာမှာထိုးရဂိမ်းနေမှာပထမဦးဆုံးဂိမ်းကြီးတည်နေဘောတော့ကိုဒီတော့အကြိုက်တက်တာပဲခဏလေးတက်တာဆိုရင်တမပစ္စည်းတစ်ခုပါဦးနဲ့တော့ဘာကိုပြေးနေတဲ့တခါလေးတိုက်မိသွားအေးအော်ဖွားရဒီကလာခဲ့အောင်ဟိုလာပိတ်နေပြီအော်ဖွင့်ဖို့အေးညံ့နေတယ်ဒီညင်ကြီးလုံးရောဘယ်လိုလုပ်ကြမလဲဆိုတော့ရောက်ခိုင်းနေပြန်ပါမယ်ကဲမလာယူလို့လက်ကလည်းလောက်ဒီမှာမရှိโอเคရှင်းမယ်ရှင်းပြီးတော့ဒီမှာရတယ်ပဲတော့ပါတက်တော့မြန်သွားမယ်ဒါဝလို့ပေါကြီးရပေါ်မှာဖွင့်ဒီပေါ်လေကနေလာโอเคရောက်ပြီမရောက်ခွာယူဆုံးမှလည်းဒါပေမဲ့ကျွန်တော်ကတက်အောင်လုပ်ပြီးတော့ဆိုမလို့တော့ဟိုအပေါ်ပစ္စည်းပြချပါဒီမှာဟွာရှိကလုတ်ပဲရောအဲ့မှာโอเคထဲဒီရုပ်ရှိထဲဒီရုပ်အောင်ဟိုဟန်တယ်ရောနောက်မှဟန်တယ်လာယူခဏကိုပစ္စည်းလေးကိုတော့ဒီညရဲ့ပိတ်နေဒီဘက်ကတုံးဖွင့်လိုက်ပြောပါပြစ်လိုက်ဘာဖြစ်
ကောင်းတယ်ဘက်ကပြန်ပြီးပတ်သွားအဲ့ရတက်သွားဆိုโอเคโอเคကုန်မယ် okay let's go ရှိလားသူမရှိဘူးဘာလို့မရှိရမှာရှိတာဗောတင့်နေတာအဖွားယူရင်ဆုံးမလိုက်အောင်မယ်အဖွားရပါအောင်တက်တော့ဘာမှမရှိတော့ဒီနောက်မှာထုံကြောကပျောက်တော့ပျောက်ကြာသွားရအောင်โอเคလမ်းပြတော်တက်လိုက်တဲ့ကောင်ပြန်ပြအောင်โอเคထီတော့ပါပြီโอเคไอ้น้องဝဲတော့ဘိုင်းတော့ဘက်ထရီဆောင်းတာတွေ့ခဲ့တယ်ကောင်းဒါကားဘက်ထရီနော်ဘက်ထရီမဟုတ်ကားမှာတက်ဘာလို့ဒီနေဒီတိုင်လုံးနဲ့လားတည့်နေဒါဆောင်းတာပွင့်သွားကြလဲပါလေအပိုင်အိုင်online အမိုးရတော့လားအိုင်နီးနဲ့ဖွားယူလုပ်လို့ရကောနော်အဲ့လိုလုပ်ပြီးဒီအောင်ပိတ်လိုက်အမိုးလုပ်ကျွန်တော်ပြန်ပိတ်လိုက်ကိုဝင်းမအားအမိုးမပိတ်မိသေးဘူးဒီမှာအစနိုင်ငါမြင်ခဲ့ပါကဲတော့ဝုတ်လေအဲ့ဒါလို့ကူးထွက်မတွေ့ခဲ့အောက်မှာအောက်လာမသိဟုတ်တယ်အိုင်ဟုတ်တယ်အိုင်အလာမေဟုတ်တယ်ရပြီsafety အောင်နာမှာတော့မြင်ခဲ့ပွင့်ရဒီမှာဒီလားဟုတ်တယ်ချင်းကတာရဒါပါချင်းကတာနဲ့ဟုတ်တယ်easy okay ဖွားရမရှိတော့ဘူးဆိုတော့ဘာလုပ်လို့တော့ဒါကိုလည်းတစ်ပြက် okay ဒါ2ရယ်ပတ်လောက်ကြီးရယ်2ရယ်ပတ်လောက်ကြီးရယ်ပတ်လောက်ကုန်ရယ်ပြကြတော့အဲ့အောင်မြင်လေးဒီအိမ်မှာမရှာသေးဘူးဟုတ်တယ်နော်ဒါဖွင့်ရှာပြီးဒီပေါ်လဲရှာအပိုင်ဒီမှာတကားမှာတက်တဲ့ဘက်ထရီဒီမှာဒီလိုဆိုဘက်ထရီလဲလူအဲ့ကြရတကားပတ်လောက်ကုတ်ဆိုတော့ပြောဟွာပွင့်သွားပြီဆိုမာစတာကီးရယ်သူ့ရယ်ပဲလို့အဲ့ဆိုဒီအိမ်နဲ့အထွက်ပြေလို့ရခရိုင်းလေးတက်အောင်လုပ်ပြီးလုပ်တာပါအဲ့ဒီဗီဒီယိုဆုံးထိကြည့်ဖို့ညွှန်လေးပါဟိုကဘာလို့မသိဘူးလို့တုံးနေချလို့ရတော့မချပါနဲ့သူ့ကလောရမယ်အပိုင်ဒါကားမှာတဲဆိုကျွန်တော်ကားထွက်ပြီးမလို့ဆိုဘာတုတ်ကျူးနဲ့ဘောတော့စောင်းလို့ပြီးကပြင်းအပြင်ကဟိုကနေပြန်ထွက်ပါရှိလာနေပါမရှိโอเคဒီကနေမှာထွက်ရမှာโอเคရောက်ပြီဆိုဒီကနေ့ဝင်ရှိโอเคရှော့ကန်ပိုက်စားရှော့ကန်နေပါရမလို့တော့မကုန်းနေမလဲမနီကိုရဖယ်ရတယ်တော့ကြည့်လိုက်မယ်အော်ပါရှင်းတယ်โอเคတော်မယ်ဘာလဲ that's special key ဆိုတော့ရစာကြီး special key ပဲရောအောင်မလာလိုက်အောင်ဘုံလားဒါဒီနေရာကိုဒီညရောမီးနေမှာဆက်ရှိโอเคအဲ့တော့အလဲတက်မှာ
တကားလေးတွေ့ရမှတ်မိလားမသိအဲ့တကားဝင်ကြည့်ပါဩပြင်းနေတယ်ဒီကနေအလိုမြဲတက်တယ်ဘာထားလဲမသိရင်ဒီကတပိုင်းဝီးရီရလူလောင်းတပါလေ remote control remote ရ remote ကျွန်တော်ဆုံးလာတိုက်ခဲ့တဲ့ပစ္စည်းလေးပါခင်ဗျโอเคဒီညပဲတပိုင်းကျွန်တော်ဖွင့်ရဝပန်ကြီးလိုတော့နေတယ်အော်ဒီညငါလည်းအမြင်မေ့နေညဖြတ်လို့မရဘူးအော်ငါကောင်ပြန်ထချော်ကြတယ်အော်ရေချော်ဒေါ်လာပြောရတယ်သွားနေစင်မပြေတော့ဖွားရဟိုကန်းနေပါပဲတင်နေမှတည်းအဲ့ရကိုကြိုက်တာလို့ဗျာဟာစောအေးဆိုင်စောရတယ်ဒါပေမဲ့ကျွန်တော်ဟန်နေစောဗျာအေးဆိုင်နဲ့ရရလို့လေကောမမရေးခဲ့ပါအဲ့လိုကျေးဇူးတင်ပါတယ်ဟောရမ်ဒါမဆိုင်ကီအမုန်းကွန်ထရိုဒီမှာယော use okay အရှိseparate အော်ဖွားယူလိုက်မုံအလ်ဟမ်ဒူလ ်ဖြောက်ပြီးဟုတ်တယ်အဲ့ဒါကြီးအဲ့မှာဘောလေးတစ်ခုရှိအော်ဘောလေးမုံမဲလုံးနဲ့areaပြီးတော့ဟိုဘွားတော့နာမည်အတီးဒီရိုးပိုင်နိုင်နေရောတော့မစင်းနေခေါ်ပေးသေးလေးနေโอเคခွဲယောအားချမစတာကီဒီရာအိမ်နဲ့ထွက်ပြီးကျွန်တော်တူရဲလို့စောကမ်းမိုင်းဖွင့်ဩဒါဖွင့်လို့ပကပတ်သွားတော့ဒီအိမ်မှာပဲရှိတယ်ဒီကျွန်တော်ဒီစိုးပိုင်နေမှာမရှိဘူးတရားစပိုင်ရာကြီးကျွန်တော်ဒီပိုင်းမစင်းတော့ဆိုဒီမှာပဲရှာလည်းဘာမှမရှိဘူးအဲ့ဒါကျွန်တော်ရှာတယ်နောက်တစ်ခါကျမှကားထွက်ပြီးโอเคအော်ဒီမှာကျွန်တော်ကြာကြည့်ပစ္စည်းများကိုတွေ့နေရတာပဲဖြစ်ပါတယ်โอเคဒါလေးမစ္စတာအောင်ပြီကောမစ္စတာကီပလော်ကီလို့မဟုတ်ပါဘူးမစ္စတာကီပါအားလုံးကအော်ဒီမှာဒီနေရာဖွင့်ပလော်ကီရဲ့တူပဲနှမျိုးလိုတွေကပါလဲဆိုတော့သုံးမျိုးလိုတွေကဆိုတော့ကျွန်တော်ဘာလို့လဲအေးဘာတော့ကြီးလူကြီးချက်စင်ကောင်းပါအမတက်သွားလို့ဗျကဲဒါမဲ့လေဒီအိမ်ထဲမှာလည်းကြိုက်နေလို့ရပြီဆိုတော့ထွက်မပြီးတော့အားလုံးပဲကိုပိုင်